အားလုံးပဲမြင်လာပါဒီနေ့ဒါလေးရတော့ဒီနေ့တွေနဲ့အလုပ်ပိတ်ရဆုံးတာနဲ့ဒါလေးရတော့အတိတရားရဲ့အချိန်မှဖိုက်ပါတော့တလေနဲ့ရှောက်ရိုက်ထားတဲ့နေရာနဲ့ဒီပါချင်းဒါတော့ဖိတ်လို့ဆက်လာကြတဲ့ဒီကျွားတော့ပဲပြီးတော့ပါမားလာအချင်းမတို့ရတာတော့တိတ်တော်ရောသူတစ်ချိန်မှာပေါ့နော်သူတစ်ချိန်မှာထိုက်ပါတာတော့အဲ့ဒါသူကတပြားတော့သူ့ကိုစားတော့ကိုညောင်မရပါရှိတာတော့အခါကတအားစီးတော့တော့တကယ်ကမြန်မာပြည်တိုင်းမှာတိတ်တော်ဒါတော့သူချက်မှာဆိုင်ထားပြီးမှချင်းတီးရအားချင်းနဲ့စားရရွှေမျိုးရမို့ဒါတော့ဗာတည်တဲ့ဆိုတော့ထောပတ်တူနေပါရှိတယ်ဒါတော့ညစီပန်းလေးပါပါရဲစီရလိုက်ပါတော့နောက်ကြည့်ပါဦးဟိုမှာတော့ငွေချင်းပေါ့နော်တွေ့ရတယ်ကိုကြီးဟောင်းတော့တာပဲတကယ်နော်ဒါကတော့ဘာပင်လဲတော့ဒီကမဲ့စားရတဲ့ချင်းတော့ကြောင်လေးရလည်းချစ်စရာလို့သူ့မိလိုက်တဲ့ကြောင်အထီးလာအမလာမိတယ်သူဖိုးလို့ပြောပါတယ်အထီးပေါ့နော်ချစ်စရာလေးကြည့်ပါဟောဒါပေမဲ့သူကစိတ်ခမသိတိုက်တယ်လို့တော့တကယ်ပြောလို့ပေါ့နော်တကယ်ချစ်စရာလေးဖွင့်တော့နေကြောင်သူကတကယ်ချစ်ဖို့ကောင်းတယ်လားချစ်တကယ်ချစ်ဖို့ကောင်းဆိုင်လာတယ်ဒါကတော့အပေါ်ကနေပြီးတိုက်ပေါ်ကနေရိုက်ထားတဲ့ view လေးပေါ့နော်ရန်ဟာအေးချမ်းနေနော်တိတ်ဆိတ်နေကိုရီလိုဆူညံတဲ့ပုံစံနဲ့ဆိုလို့ရှိရင်တော့ပြိမှန်နေလို့တော့မပြပါဘူးဒါတော့တိုင်းကိုကြည့်ကြည့်ပေါ့နော်နောက်ပြရတယ်ကိုနောက်ပဲလိုက်စိတ်ရတဲ့ဒီပဲဒါတော့ဟိုရတဲ့ကြည့်ပါဦးလားနေလှဒါတော့လမ်းမှာပေါ့နော်ဘာဝရဲ့စုဖြုံခံစားချင်လို့ကားမှဖွင့်ပြီးတော့ပုံနဲ့တော့ရိုက်လိုက်တာပေါ့နော်ခေခွာရကြည့်ပါဦးရှင်ခေဒါတော့သူရိုက်ကိုရိုက်ပေါ့နော်ရတယ်ပြီးတော့ဒါတော့ပြီးရတယ်ပဲသွားပဲဆက်သွားမယ်ဆိုတော့ကြည့်ပါရှင်ဒါတော့စားတော့ဆိုင်ဝင်ပြီးတော့စားကြပါလေရှင်စားတော့ဆိုင်ဝင်တော့လက်ရလည်းရှေ့ပဲစားရီအကုန်လုံးမှားကြတယ်အများကြီးပဲတော့ဒါကတော့ပစုံရဲကြဆွေထောင်းလာတဲ့ထောင်းစုံလေးပေါ့နော်ဒါလေးကတော့သူပေးထားတဲ့ဟိုစားတယ်ပါဒါတော့ရမှုစင်ရလည်းရှေ့ပဲဒါတွေပဲစားမယ်တပုတ်ရလည်းမလုပ်ဘူးဒါတော့တုံညံပေါ့နော်တုံညံလည်းဆိုတဲမှာမှုရပစုံရခင်းမှုရပါတော့ပေါ့နော်ရှေ့ပဲဒါတော့ဘောစီဒါတော့ပေါ်စီဆရာလေးဓမ္မဆရာလေးတက်ဖို့ရိုက်ပါပြီရှင်စားကြမယ်တောက်ကြမယ်ဆိုတော့ခမလေးဒီဘက်လိုက်ပါအောင်လို့သူနဲ့ခုနဲ့ကမတည့်ဘူးမှွေးလိုက်တယ်ထမင်းရတော့တွေ့တဲ့အတိုင်းပဲအဲ့ထမင်းနည်းနည်းလေးတောင်မှခိုလုံးဝမခုံပါဘူးဒီမလေးကတော့ထမင်းကိုခိုစားနေကြဆန်းတဲ့မတူဆိုတော့ဒီမှာလိုက်ပါတယ်ပြောင်းမှုထောင်းနေလဲပါပါတယ်ရှင်ကြည့်ပါအောင်ရှယ်ပဲထားတာမှာလာတဲ့ပစ္စည်းရမစုံသေးဘောနော်ကြည့်ပါအောင်ရှင်သူကပါစားတပုံရိုင်ပေါ့နော်ဒါတော့ကြွတ်ရယ်ပြီးရင်အာလူကြိုလေးရယ်